သူတန့်ကူတွေကနေအသက်လူထွက်ပြေးလာတဲ့လူငယ်တယောက်သူဘလို့အန်ရီရတွေနဲ့ထပ်တွေ့အောင်ပါလဲမှောင်မဲနေတဲ့ကူအောက်လမ်းမှာသူတွေ့လိုက်ရတာကချစ်စရာကောင်းလွန်းတဲ့အဖြူရောင်အမွေးပွားလေးတစ်ကောင်ဒါဟာတာမန်တတဝါလေးမဟုတ်ဘူးဆိုတာ तू မသိသေးပါဘူး magic တွေစပြီးဒီအမွေးပွားလေးကနေမျက်လုံးနှစ်ယောက်နဲ့ကြောင်ဖြူလေးအဲ့ဒီနောက်မှာတော့အလှပဆုံးသောနတ်မိမယ်လေးတစ်ပါးအဖြစ်အတွေ့ပြောင်းသွားခဲ့ပါတယ်သူမကဒီလူငယ်ကိုအပြင်လောကကိုခေါ်ထုတ်ပေးမဲ့သူပေါ့ဒါပေမဲ့အပြင်လောကကသူထင်တယ်လို့မလွယ်ကူခဲ့ဘူးရက်ဆက်တဲ့စစ်ပုတ်ချုပ်ကသူ့ကိုတုတ်တန့်ကူထဲမှာပဲအသေးခံခိုင်းဖို့လိုက်လာခဲ့တာပါနတ်မိမယ်လေးကိုပါမိတ်ဆာမလို့ဆွဆွဲပြီးအတူတူဖမ်းဆီးဖို့ကြိုးစားပါတော့တယ်သူတို့နတ်မိမယ်လေးကိုရှော့တွက်ခဲ့မိပြီမျက်လုံးတစ်ချက်အဝါတစ်ချက်အပြလျှက်စီအစွမ်းနေနဲ့စစ်တပ်တစ်ခုလုံးကိုစက္ကန့်ပိုင်းအတွင်းနှိမ်နှင်းလိုက်တာမြင်လိုက်ရလားတကယ်ကိုကြက်တီးထားစရာပဲဒီလောက်လှပြီးအစွမ်းထက်တဲ့နတ်မိမယ်လေးကနောက်ဆုံးမှာတော့အမွေးပွားလေးပြန်ဖြစ်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့ခရီးစဉ်ကဘလို့ဆက်ဖြစ်မလဲနောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတွေကြည့်ချင်ရင် like နဲ့ follow လုပ်ထားဖို့မမိနဲ့ဦးနော်